တအိမ်ကြလာရင်ဒီအချက်တွေခံစားရတတ်ပါတယ်အမျိုးသမီးကျမ်းမာရေးလို့ဆိုလိုက်ရင်တအိမ်ကျမ်းမာရေးဆိုတာအရန်ကိုအရေးကြီးတဲ့ကိစ္စတစ်ခုပါဒါကြောင့်အမျိုးသမီးတွေအနေနဲ့လစဉ်ရာသီလာတဲ့အနေအထားတွေကိုယူဆရမှာဖြစ်ပြီးတော့အဖြူစင်းတဲ့အနေအထားတွေကိုလည်းယူဆရမယ့်အပြင်ကို့မှာဒီလိုလက္ခဏာတွေခံစားခဲ့ရရင်လုံးဝမပေါ်စားသင့်ပါဘူးနော်ဒီမှန်လေးမှာမှတ်ထားသလိုမျိုးခါနာတာတွေစီးစက်မှာနာကျင်တဲ့ဝေဒနာတွေနဲ့မွေးလန်းချောင်းထဲမှာတိတ်ဆုပ်ဆုပ်ခံစားရတာတွေတင်ဆုံမွေးမိုင်းတွေမှာဆုပ်ဆွဲထားသလိုခံစားရတယ်ဆိုတဲ့လက္ခဏာတွေကတအိမ်ကြခြင်းရဲ့လက္ခဏာတွေဖြစ်ပါတယ်တအိမ်ကြခြင်းဆိုတာကတအိမ်ကိုထိမ့်မှတ်ထားတဲ့ကြက်သားတွေမွေးလန်းချောင်းကြက်သားတွေအားနေလာနေပြီးတော့တအိမ်ကြခြင်းဆိုတာဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။တအိမ်ကြခြင်းရဲ့အကျိုးအဆင့်မှာဆိုရင်စီးခဏခဏသွားခြင်းတာတွေအမျိုးသားနဲ့အတူနေတဲ့ချိန်မှာလေထွက်တာအတူနေစိတ်ရော့တယ်ဆိုတဲ့ပြဿနာတွေကိုလည်းခံစားတတ်ကြရပါတယ်။ချစ်ရတဲ့မျိုးသမီးတွေအနေနဲ့တအိမ်ကြခြင်းတွေကကာကွယ်ဖို့ဆိုရင်အလေးပင်မာတာတွေကိုရှောင်တာဝင်းမချုပ်အောင်ယူဆိုင်တာတွေစောင့်ကြောက်နိုင်တဲ့နေသားတွေကိုယူဆိုင်မှာဖြစ်ပြီးတော့ချောင်းဆိုးတဲ့အခါမှာဆိုရင်ရက်ရှည်ချောင်းဆိုးတာတွေဖြစ်အောင်တည်ထားပေးဖို့လိုအပ်ပါတယ်။တအိမ်ကြခြင်းဖြစ်ဖို့နဲ့မွေးလန်းချောင်းကြက်သားတွေပြန်လည်တန်မာစေဖို့အတွက်မွေးလန်းချောင်းကြက်သားတွေကိုပြန်လည်တန်မာစေတဲ့ Kegel exercise လိုမျိုးအောက်ပိုင်းလေ့ကျင့်ခန်းတွေကိုပြုလုပ်ပေးရမှာဖြစ်ပြီးတော့မွေးလန်းချောင်းကြက်သားတွေကို collagen လေးတွေပြည့်ဝအောင်ပြန်လည်ဖြစ်ပေးဖို့လိုအပ်ပါတယ်။တပါကင်နေထား6ရက်တွင်းမှာကိုစီးစက်ကြိုက်တာခက်ကြိုက်တဲ့နေထားတွေကိုတက်တာစေနိုင်ပါတယ်။အတူနေချိန်လေထွက်တာတွေအတူနေချိန်နာကျင်တာအောင့်တာတွေနဲ့စီးခဏခဏသွားရတဲ့ပြဿနာတွေကိုလည်းတက်တာစေနိုင်မှာဖြစ်ပါတယ်။ collagen လေးနဲ့ပတ်သက်ပြီးတော့ Messenger မှာအသေးစိတ်မေးမြန်းနိုင်ပါတယ်ရှင်။အမျိုးသမီးတိုင်းပုံမကျန်းမာလှပပျော်ရွှင်မှုကူညီပေးနေတဲ့မအီပါ။မအီရဲ့ view လေးကိုတခြားအမျိုးသမီးတွေလည်းကျန်းမာရေးကုသရနိုင်စေဖို့အပေါင်းလေးနဲ့အသေးလေးပေးပြီး share သွားရပါအောင်နော်။သိချင်တာတွေရှိရင်လည်း comment မှာမှတ်ခဲ့ပေးနိုင်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။